တနေ့မှမေးမရပဲလွယ်လို့ကြံခဲ့ခံစားရသူမောင်ရဲ့အဖြစ်ပါမေဝေလုံးပြေကထားရတဲ့မေမောင်ရဲ့ရင်ကိုခွဲလို့ရက်စက်တဲ့မေခရီးလွေချင်းချင်းပေးကပြန်လာမယ်ပြောပြီးဖြစ်ခဲ့ပြီပြန်လာခဲ့ချီရတဲ့မေမောင်နေတိုင်းမေကိုလွမ်းနေလေတော့ပြန်ဆုံးရဖို့တောင်းစုပြုတယ်လေမေပေးရဲ့ချီကလေးတွေခုတော့ပဲပျောက်လို့သွားတယ်လင်္ကာညာကမောင်ကိုလေးပြစ်လို့သွားသူမေမောင်ရဲ့ရင်ထဲမှာတနေ့မှမေးမရပဲ